ဆက်လက်ပြီးတော့2026 question section ပြီးမှာဖြစ်ပါတယ်အဲ့တော့ question number 11မှာကဆရာတို့ Z1 နဲ့ Z2 ရဲ့တန်ဖိုးပေးရတယ်ရှာပြရမှာက Z1 နဲ့ Z2 ရှာပြရအောင်ဖြစ်ပါတယ်ဒါဆိုဆရာတို့သိရမှာZ1 နဲ့ Z2 မှာရှိတဲ့တန်ဖိုးအစားသွင်းတယ်ပိုင်းကြီးမှာရှိတဲ့အာရုံဖြောင်းအောင်မလို့သူ့ရဲ့ကွန်ဂျီဂိတ်နဲ့အပေါ်အောက်ဆရာတို့မြောက်တယ်အဲ့ဒီခါမှာပိုင်းကြီးကိုရှင်းတဲ့ခါမှာအပေါင်းတစ်ခွဲနှုတ်တစ်ခွဲမလို့ဒါသူ့ရဲ့တန်ဖိုးဒါအရှင်းနဲ့ထပ်အပေါင်းနောက်တစ်ဆက်ဆိုပြီးရှင်းလိုက်ရင်1 square plus 1 square မလို့1 plus 1ရအပေါ်မှာတော့ဆရာတို့နှစ်ပိုင်းရI မပါတာနဲ့ I ပါတာနဲ့ I မပါတာလို့ချင်းဆရာတို့မခွေတစ်ခုကြံခဲ့မယ် I မပါတဲ့တန်ဖိုးလို့ချင်းဆရာတို့ကရှေ့အနောက်မြောက်ပြီးနှုတ်မလို့မှတ်တာပါရှေ့ချင်းများတော့1နဲ့ -1 များတော့ -1အနောက်ချင်းများတော့ √3 နဲ့ minus ရှေ့အမြောက်ပေါ်ကင်းချင်းပဲမြောက်မှာဖြစ်တယ်အဲ့တော့ minus ဆိုရင်များတော့ -√3 သူတို့နှစ်ခုနှုတ်အောင်ပြီးရင် I ပါတဲ့တန်ဖိုးလို့ချင်းကြတော့အပြင်တွင်းမြောက်ပါအပြင်က1နဲ့ -1 များတော့ -1အတွင်း√3 နဲ့ -1 များတော့ -√3 ပြီးရင်ပေါင်းလို့ဆိုတော့လက္ခဏာပြောင်းစရာမလိုပြီးရင်ဒါ I ပါဒါကိုဆက်ရှင်းလိုက်တော့ minus ဆိုတော့ plus ဖြစ်တယ်ပြီးရင်ဆရာတို့ဘာရဒီမှာပေါင်းတော့2ရတယ်အဲ့ဒါအစီအစဉ်ရပြခွဲလိုက်ရင်√3 -1ရဲ့ဒီမှာဆရာ minus ပုံထုတ်လိုက်တော့ minus I into သူလက္ခဏာတွေပေါင်းပြောင်းအောင်မယ်ပြီးရင်ခွဲစားလိုက်လို့ရှိရင်ဆရာလိုချင်တယ်အဖြေရမှာဖြစ်ပါတယ်အဲ့တော့သူရဲ့ answer အနေနဲ့√3 minus 1/2 minus √3 plus 1/2i ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်question number 12မှာက P နဲ့ကျူဆိုတဲ့အမှတ်နံပါတ်ပေးရတယ်ရှာပေးရမှာကအဲ့ဒီ P ကျူဆိုတဲ့မြင်းချောင်းပေါ်မှာရှိတဲ့ R ဆိုတဲ့အမှတ်ရဲ့ coordinate ကိုရှာပေးရဒီနည်းပြောရင်ဒါ P ကျူရဲ့ line equation ကိုရှာခိုင်းတာပဲဖြစ်ပါတယ်ရှာပြီးတော့မှသူ့ရဲ့ equation ရဲ့ parameter k တန်ဖိုးနေရာမှာ2စားသွင်းပြီးတော့သူ့ရဲ့ point ကိုရှာပါပေါ့အဲ့ဒါရင်ဆိုအမှတ်နံပါတ်ပေးတိုင်းအဲ့ဒီအမှတ်နံပါတ် line equation ရှာပြီးတော့ပထမဆုံးပါရှာရမယ် derivative value ကိုရှာ derivative value လို့ချင်းကျူရဲ့မှတ်ရကနေ p ရဲ့မှတ်ကိုရှာတော့နောက်ရဲ့အရှိနှုတ်တော့ပေါ့နော်အဲ့တော့1နဲ့ကနေ1ကိုနှုတ်တယ်1 minus 1 1 minus 2 3 minus 3ဆိုတော့0 negative 1 0ဆိုပြီးရ derivative value ရလို့ရှိရင်ရှာလို့ရှိရင်ဒီ line coordinate form ရှာလို့ရပြီအဲ့တော့ coordinates of the point on the line PQR ဆိုရင် a, y, z equal to ရှာတော့မူရင်းပုံစံတွေက x1 plus kn plus y1 plus kn plus z1 plus kn x1 y1 z1 ဆိုတာသူ့ရဲ့ဒီဖြတ်မှတ်တစ်ခုယူရမယ်အဲ့တော့ဆရာ p ကိုယူလိုက်အဲ့တော့သူ့နေရာမှာ1 2 3ဖြစ်သွားပြီးရင် parameter ဖြစ်တဲ့ k ကို derivative value ဖြစ်တဲ့ lmm နဲ့ဆရာတို့မြောက်မယ်အဲ့တော့ဒီမှာဆိုရင်လည်းဆရာပါရမယ်0ပဲရမယ်ဒါဆို1ပဲကျန်မယ်ဒီမှာကတော့ minus ဆိုရင်များတော့ minus k ဖြစ်မယ်ဒီမှာကလည်း0ပဲရအဲ့ကြောင့်မို့သူဖြေက1 plus 0k 2 minus k 3 plus 0k ဆိုတော့1 2 minus k 3ပဲကျန်တယ်အဲ့တော့ k နေရာမှာ2စားသွင်းအောင်မလို့2စားသွင်းလိုက်လို့ရှိရင်ဒီနေရာမှာသွင်းတော့0ရမယ်ဒါကြောင့်မို့သူရဲ့ point အနေနဲ့1 0.3ဆိုပြီးတော့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်question number 3မှာquestion number 13မှာ question number 13မှာကမေကွာလူ10ယောက်ရှိတဲ့အုပ်စုကကနေပြီးတော့မှလူ4ယောက်ကို select ရွေးပြီးတော့အဖွဲ့အစည်းတစ်ခု committee တစ်ခုလုပ်ဖို့အတွက်နီလန်းဘယ်နှခုရမလဲအဲ့တော့ရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်အစီအစဉ်က doesn't matter အရေးမကြီးပါဘူးအကြောင်း10ယောက်နဲ့4ယောက်ရွေးမှာဆိုတော့ကျတော့ 4c 10c 4ကိုရှာလိုက်ရင်ရပြီဖြစ်ပါတယ်10c 4ဆိုတာဒါ factorial 4နဲ့ဆိုတာအပေါ်ကပိုင်းဝေကအပေါ် factorial မို့10 factorial ပိုင်းကြီးကကျတော့ out factorial ရဲ့အပေါ် non out factorial အဲ့ဒါကိုရှာလို့ရှင်းပါနော်10 factorial ဒီမှာကျတော့ရှာဘယ်လောက် 6 factorial ကျန်တယ်သူကတော့ဒီတိုင်းပဲရှင်းလာတာဒါ factorial 4မှာပြန်ပြောင်းပြီးရေးလာတာfactorial 4ကိုရှင်းနေတာမဟုတ်ဒါဒီတိုင်းပဲဖြတ်နေတာပေါ့နော်10ကစမယ်1ရောက်ပြီးမြောက်တယ်4ခုမြောက်မယ်အောက်ကလည်း4321ဆိုပြီးရမယ်ဒါကိုရှင်းလိုက်ရအကယ်အဲ့လိုမရှင်းချင်ဘူးရှာ10c4ပဲတခါလေးတန်းပြီးတော့ကကူလာနှိပ်ကျင်လဲနှိပ်လို့ရပါတယ်နော်အဲ့တော့ကကူလာနှိပ်မဆိုရင်တော့ဆရာတို့က
ဘာနှိပ်လိုက်ရပြီလို့ဆိုရင် tan C4 ပေါ့နော် tan ပြီးရင် shift C ပေါ်နှိပ်လိုက်တာသူဖြစ်ဒါလည်း tan ထွက်တော့မယ်နော်သူကtan ဆိုပြီးတော့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ် question number 14ရှာခိုင်းတာ parabolic equation ကိုရှာပြရမယ် parabolic equation မှာသူရဲ့ vertex က 0,0 ပြီးရင်သူကအဲ့ဒီစစ်မှာ symmetric ဖြစ်တဲ့ parabola ဖြစ်တယ်ပြီးရင် passing point ပေးတာအဲ့တော့အဲ့ဒီစစ်မှာ symmetric ဖြစ်တဲ့ parabola မလို့ရှာသူရဲ့ graph ကညာပွင့်မပွင့်ဘယ်ပွင့် vertex က 0,0 ဆိုတော့ဥမာဒါဒီနေရာလေးက 0,0 ဖြစ်မယ်အဲ့သူရဲ့ passing point က 3,3 ဆိုတော့ဆရာတို့ကဒါ 0,0 ရဲ့ first quadrant ဆိုဒီဘက်ခြမ်းမှာရှိမှာမို့လို့ဒါသူ့ရဲ့ parabola လေးက open to the right ညာဘက်ပွင့်တဲ့ပုံမှန်ဆရာတို့ကကြိုသိနိုင်ညာဘက်ပွင့်တဲ့ပုံရဲ့ general equation y square equal to 4pa မှာဆရာတို့က passing point ဖြစ်တဲ့ y နဲ့ x ကို3ဒီမှာအစားသွင်းပြီးတွက်လိုက်ရင် 4p ရမယ်အဲ့ဒီကလိုချင်တဲ့ equation ကိုရအောင်ဖြစ်ပါတယ်ဒါကြောင့်ဆရာတို့ general က y square equal to 4pa passing point 3ကိုဆရာတို့ y နဲ့ x မှာဆရာတို့အစားသွင်းတယ်3 square equal to 4p into 3ဆိုတော့ဒါ 12p ရတယ်လိုချင်တာ 4p ပဲမလို့ဆရာတို့ဒါ3နဲ့စားလိုက်ရင် 4p ကို3ရအဲ့ဒီ 4p တမို့3ဒီမှာစားသွင်းတော့သူ့ရဲ့ parabola equation အနေနဲ့ y square equal to 3x ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ် question number 15မှာ sin inverse of root 3/2 ရှာပြရမယ်အဲ့တော့ဆရာလိုချင်တဲ့ sin inverse of root 3/2 တီတာလို့တည်လိုက်မယ်ဒီကတီတာကိုရှာမှာပေါ့ပြီးဆရာတို့ sin inverse function ရတဲ့အဖြေဟာတနည်းပြောရင်ဒါသူ့ရဲ့ဒါ sin function ရဲ့ domain ပဲဖြစ်ပါတယ် sin function ရဲ့ domain မို့လို့သူ့ရဲ့ domain ဆရာတို့မှတ်တာမှာက inverse function ရှိဖို့အတွက်ဆိုရင်ဒါ 1 to 1 function ဖြစ်ရမယ်အဲ့လိုဖြစ်ဖို့အတွက် sin function ကို retrieve လုပ်တဲ့အနေနဲ့ဆရာတို့သတ်မှတ်လာတာက negative ပါမယ်သူနဲ့ပါမယ်သူကြားမှာရှိတယ်တီတာတမို့ဖြစ်တဲ့ domain တမို့ပဲဆရာတို့ယူရမယ်အဲ့တော့ဆရာတို့လိုချင်တော့ဆရာတို့အစားသွင်းပါပေါ့နော်အဲ့မှာဘာသိလဲဆို √3/2 ကဘာနဲ့တူလဲဆို sin ပါမယ်3နဲ့တူတယ်ဒါကြောင့်မို့ဆရာတို့ဘယ်လိုရမလဲဆိုတကယ်တမ်းကတီတာ equal to sin inverse of sin ပါမယ်3ရယ်နော်ပြီးတော့မှဆရာတို့ဘာဖြစ်လဲ sin နဲ့ sin inverse ကိုဒါဖျောက်လိုက်လို့ရတာမို့လို့အဖြေတီတာ equal to ပါမယ်3ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ပြီးဆရာတို့သတိထားမှာဒီတမို့တီတာတမို့ဖြစ်တဲ့ပါမယ်3ရလဲဆရာတို့ဘယ်မှာရှိလဲဒီကြားမှာရှိတဲ့ interval မှာရှိမရှိဆုံးဖြတ်ရသေးတယ်အဲ့တော့ဒါဒီကြားမှာရှိတာမို့လို့ဒီအဖြေကိုဆရာတို့ကယူလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတို့ answer ရယ်တီတာ equal to ပါမယ်3ကိုယူရမှာဖြစ်ပါတယ် question number 16မှာက y equal to log x minus 2 base 3 plus 4ဆိုတဲ့ function logarithmic function ရဲ့ domain ကိုရှာပြရ log function မှာဆို number ဖြစ်တဲ့ဒီတန်ဖိုးကအမြဲတမ်း positive number ပဲဖြစ်အောင်နော်ဒါကိုဆရာတို့သိရအဲ့ဒီတန်ဖိုးကနေဆရာတို့ဒါ domain ကိုရမယ်ဒါကြောင့်မို့ဆရာတို့ပြသူက positive ပဲဖြစ်အောင်မလို့ဒါ x တန်ဖိုးဖြစ်တဲ့တန်ဖိုးဒီ positive ပဲဖြစ်ရမယ်ဒီ number မှာရှိတဲ့တန်ဖိုးဒါကြောင့်မို့ x minus 2က positive ဖြစ်ဖို့အတွက်0တက်ကြည့်ရမယ်ရွှေ့လိုက်ရင်ဒါ x တန်ဖိုးက2ထက်ကြီးတဲ့တန်ဖိုးတွေပဲရအဲ့တော့ဆရာတို့သိရမှာ domain ဆိုတာ x တန်ဖိုးတွေအစုမို့လို့ဒါသူရဲ့အဖြစ်နေတဲ့ domain က x the set of x set that x greater than 2 x belong to r ဆိုပြီးတော့လိုချင်တဲ့အဖြစ်ကိုရရှိမှာဖြစ်ပါတယ် question number 17မှာပေးထားတဲ့ function ရဲ့ global minimum နဲ့ global maximum တန်ဖိုးရှာပြီးတော့ပေါင်းပြရအောင်ဖြစ်ပါတယ်အဲ့တော့သူရဲ့ end point အနေနဲ့ကတော့ -1 နဲ့3ကြားမှာဆရာတို့ရှိရမယ်တိရမှာ global maximum global minimum လိုချင်ဆရာတို့တစ်ခါရှိမယ်ရှာပြီးတော့ critical point ရှာမယ်ပြီး end point ရှာမယ်အဲ့ဒီမှာအကြီးဆုံးက maximum ယူမယ်အငယ်ဆုံး minimum ယူပြီးတော့ပေါင်းမှာဖြစ်တယ်အဲ့တော့ရှင်းလိုက်တော့ power ရှိကြတော့ 2x minus 4အဲ့တော့ critical point လိုချင်ဆရာတို့ upright ကိုဘာနဲ့ပေးညရမယ်0နဲ့ပေးညရမယ်ဆိုတော့ 2x minus 4 equal to 0မလို့ရှင်းလိုက်တော့ x တန်ဖိုး2ရဒါ critical point ကိုဖြစ်စေတဲ့ x တန်ဖိုးဒါကိုဆရာတို့က alpha a ကို end point နဲ့ critical point တွေမှာရှာရင် alpha 2ရှာမယ် alpha negative 1ရှာမယ် alpha 3ရှာမယ် alpha negative 1က2ရတယ် alpha 2က negative 7ရတယ် alpha 3က negative 6ရတယ်အဲ့ဒီမှာအနည်းဆုံးတန်ဖိုးက minimum
အများဆုံးတန်ဖိုးက maximum ဆိုပြီးယူမယ်ပြီးရင်သူတို့နှစ်ခုဘာလုပ်ပေးရမလဲဆိုရင်ပေါင်းပေးရမလို့အဖြစ်အနေနဲ့ negative 5ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ် question number 18က integral sin power sin 4x cos x dx ဒါကိုကျွန်တော် substitution method နဲ့တွက်တဲ့အခါမှာ sin ကိုရှက်ရင် cos ကိုရတာမလို့ဒီ base မှာရှိတဲ့ sin ကိုကျွန်တော်ယူထားပြီးတွက်မယ်အဲ့တော့ sin ကယူဆိုရင် u ရှက်တော့ du sin ကိုရှက်တော့ cos x dx အဲ့ဒါကိုအစားသွင်းလိုက်တဲ့အခါမှာ sin အဲ့နေရာမှာက u ဒါကြောင့်မို့ u power 4 cos x dx နေရာမှာက du သွင်းတယ်အဲ့ကြောင့်မို့ cos x နေရာမှာ du အဲ့ဒါ power function integrate လောက်တော့မလို့ဆရာတို့သိရမှာ power 1ပေါင်ပြောင်းပြန်လှန်များတယ်အဲ့တော့ power 1ပေါင်တော့5ရတယ်အဲ့ဒါပြောင်းပြန်လှန်များတော့ 1.5 ပြီးရင်1ပေါင်တဲ့ function ပြန်ရေးရတော့ u power 5ပြီးရင် c ပေါင်ရတယ်ဒီနောက်ဆရာသူနောက်ဆုံးအဖြေရဖို့တဲ့ u နေရာမှာပြန်ပြီးတော့တည်ထားတဲ့ sin ကိုပြန်စားသွင်းတဲ့အခါမှာ 1.5 sin power 5x plus c ဆိုပြီးတော့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ် question number 19 integral x square into h2 by 3 plus 1 to the power 3 dx အဲ့တော့ဆရာတို့ sin 2 by 3 plus 1ကိုဆရာတို့ရှိတ်လို့ရှိရင် power ရှိချတော့3 3ကြည့်တယ် power တင်တော့ x square ရအောင်မလို့ဒါဆိုရင်ရှိတ်လို့ရတဲ့ function ကိုယူမထားဘူးရှိတ်လို့ရတဲ့ function ရဲ့မူလ function ကိုယူထားတော့တဘောသူ့ရှိတ်ရင်ဆရာတို့ x square ရတယ်အဲ့တော့ရှိတ်လို့ရတဲ့မူလ function ကိုမှယူထားပြီးတော့ u ရှိတ်တော့ du h2 by 3 plus 1ကိုရှိတ်တော့ x square dx အဲ့ပြန်ပြီးဒီမှာစားသွင်းတယ် h2 by 3 plus 1နေရာမှာက u သွင်းတော့ u ကျူရမယ် x square dx နေရာမှာရှာတော့ပါသွင်းမယ် du သွင်းရအောင်ဖြစ်ပါတယ်ဒါကြောင့်မို့ integral u ကျူ du ဒါ power function integral လောက်တော့ power 1ပေါင်းပြောင်းပြန်လည်းမြောက်တော့ 1.4 1ပေါင်း function ပြန်ရင်တော့ u power 4ပြီးရင် c ပေါင်းပြီးတော့ plus c ပေါ့ပြီးပြန်စားသွင်း u နေရာမှာရှာတော့ပါပြန်စားသွင်းလဲ u နေရာမှာ h2 by 3 plus 1ပြန်စားသွင်းတော့ 1.4 h2 by 3 plus 1 to the power 4 plus c ဆိုပြီးတော့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ် question number 20မှာဆရာတို့ဒီပုံပေးထားတဲ့ပုံရဲ့ shaded area ခြယ်ထားတဲ့ area ကိုရှာပေးရမယ်ဒီမှာပေးထားတာ curve နဲ့အဲ့ဒီကြားက area ကိုရှာမှာမို့လို့ဒီမှာရှိတဲ့သူ့ရဲ့ဖြတ်မဲ့တွေဖြစ်တဲ့ limit တွေရှာတော့အရင်ရှာဖို့တော့ဆိုရှာတော့ဒီ curve ကအဲ့ဒီမှာဖြစ်တာမို့လို့ y တမိုး0နဲ့ပြင်ပြီးတော့ဒီ root နှစ်ခုဆရာတို့ရှာမှာဖြစ်ပါတယ်ဒါသူရှာ factorial လောက်တော့ x - 3နဲ့ a + 1ဆိုတော့ဒါကိုဆရာတို့0နဲ့ပြင်လိုက်ရှင်သူရဲ့ root နှစ်ခုကဘယ်လောက်နဲ့ဘယ်လောက်ရမလဲဆိုရင် -1 နဲ့3နဲ့ရပြီးရင် area ကအဲ့ဒီမှာရှိတာမို့လို့သူ့ရဲ့တမိုးအနှုတ်နဲ့ထွက်နေမယ်ဒါကြောင့်မို့ပြီးရင်ဆရာတို့က area မို့လို့အနှုတ်မရခြင်းလို့ဒါအရှိရနဲ့အနှုတ်နဲ့ဆရာတို့ပြန်မြောက်ပြီးတော့ဒါသူ့ရဲ့ limit ကို lower limit က -1 upper limit က3နဲ့ယူပြီးတော့ဆရာတို့သူ့ရဲ့ curve ကို integrate လုပ်ဒါ power function ဖြစ်တဲ့အတွက် integrate လုပ်တော့ power 1ပေါင်း power နဲ့စာတနည်းပြော power 1ပေါင်းပြမယ်လည်းများတော့ 1/3 1 power function ပြင်ရင်တော့ h minus 2ရမယ်ပြီး x square ကို integrate လုပ်တော့ဘာရမလဲ1/2 x square အဲ့တော့အရှိက2နဲ့ကြည့်တော့ minus x square ကျန်တယ် cos integrate လို့အနောက်က x ကတ်တယ်ပြီးရင်သူက upper limit 3 lower limit -1 ကိုဆရာတို့ကအစားသွင်းတော့မယ်စားသွင်းပြီးနှုတ်တယ်နှုတ်လို့ရတဲ့ဖြေမှာဆရာတို့ minus နဲ့ပြင်ပြီးတော့မျှလိုက်လို့ရှိရင်သူ့ရဲ့ area အနေနဲ့ဒါ 32/3 square unit ဆိုပြီးတော့လိုချင်တဲ့ area ကိုရရှိမှာဖြစ်ပါတယ်